2026 ခုနှစ်နေပြည်တော်အဆင့်မိုးရာသီတက်ပင်စိုက်ပျိုးပွဲတွေကိုဒီကနေ့မနက်ပိုင်းကဩဒရသီရိမြို့နယ်ငလိုက်မုံနစ်ပြည်နယ်တောင်ညို3ကျိုးဝိုင်းအတွင်းမှာကျင်းပရမှာနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းကအပွင့်မှာစကားပြောကြားပြီးဂန်းခေါ်ပြိုးပင်အားစတင်စိုက်ပျိုးပြီးကတရောက်လာကြသူများကတတ်မှတ်နေရာများမှာကျွန်းပြုံးကရိုပတောင်ပဲဇလီတံပလန်အကြီးဂန်းခေါ်ရေတမရမန်ဒီမဟော်ကနီနဲ့စီတပြေအပင်1500စိုက်ပျိုးနေမှုအားလက်လည်ကြည့်ရှုအားပေးခဲ့ပါသည်အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်ပြည်မနာမြို့နယ်အမှတ်နဲ့အခြေခံပညာအထက်တန်းကျောင်းမှာကျင်းပပြုလုပ်တဲ့သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းလုပ်ငန်းများကိုလူလူလှုပ်ရှားမှုအတွင်ဖြင့်ဖုံးသွန်လဲစေလုပ်ငန်းများအပိတ်စိခတ်ခြင်းလုပ်ငန်းများနဲ့သွေးလွန်တုပ်ကွေးရောဂါအကြောင်းပညာပေးဟောပြောပွဲခမ်းနားသို့တက်ရောက်ပြီးအပွင့်မှာစကားပြောကြားပါသည်အဲဒီနောက်နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုနဲ့ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုတို့ကနေပြည်တော်နဲ့ပြည်မနာမြို့နယ်အတွင်းဖုံးသွန်လဲစေလုပ်ငန်းများနဲ့အပိတ်စိခတ်ခြင်းလုပ်ငန်းများဆောင်ရွက်မဲ့အစီအစဉ်များနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြပါသည်အဲဒီနောက်ကျောင်းသားကျောင်းသူလေးများကဒေသချင်းများဖြင့်တရုတ်ပြတင်ဆက်ကြပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌကကျောင်းသားကျောင်းသူများအတွက်တင်နောက်ကူပစ္စည်းများပေးအပ်ပါသည်အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကပြကန်းငယ်အားလှည့်လည်ကြည့်ရှုပြီးကျောင်းဝင်းအတွင်းနဲ့မင်္ဂလာရက်ကွက်အတွင်းဖုံးသွန်လဲစေလုပ်ငန်းများနဲ့အပိတ်စိခတ်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများအားကြည့်ရှုအားပေးပြီးဈေးစိန်ကျွန်တော်များပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ